ဒီနေ့ကတော့တူနာလေးပြမယ်နော်တကယ်ချင်းလို့တူနာလေးကိုအတုံးကြည့်ရင်တော့3ပိုင်းပိုင်းလို့ရတယ်ဒါကတော့အတုံးသေးတဲ့အတွက်2ပိုင်းပဲပိုင်းပဲပြီးရင်တူနာလေးတွေကိုငါးဥထက်ကလှဖို့အတွက်ကိုကျမကတော့3ကန်ပုံစံလေးတွေလှီးပါတယ်လေးတွေလေးပြီးွားပြီဆိုလို့ရှိရင်တေချာလေးထုတ်ပြီးတော့တင်ပေးရပါတယ်ဒီ frozen နဲ့တွားပြီးတော့ကျမနောက်နေ့တွေသုံးဖို့အတွက်ပေါ့နော်ကျမကတော့ဒီနေ့ကိုတူနာ3တုံးလောက်တော့လှီးဖြစ်တယ်အခုလိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့တွေကိုလည်းဆူရှီလိတ်တာတွေကိုလည်းဘယ်လိုလုပ်တယ်ဘယ်လိုလိတ်တယ်ဆိုတာကိုသင်ပေးပါဦးမယ်နော်အခုလိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆူရှီနဲ့ပတ်သက်တာတွေမေးစရာရှိရင်လည်းအချိန်မေးနိုင်ပါတယ်နော်ကျေးဇူးပါ